သာယာအေးချမ်းတဲ့နေ့လေးဖြစ်ကြပါစေရှင်။ဒီနေ့မှာတော့ဘဝမှာအကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုဟာမိမိကိုယ်ကိုယ်ပေါ်ရင်းနှီးမြှုပ်နှံခြင်းပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုစာအုပ်တွေဖတ်ခြင်းအသိပညာတိုးပွားအောင်လေ့လာခြင်းကိုယ်စိတ်နဲ့ကိုယ်ဘဝကိုတိုးတက်အောင်ပြုစုပြောင်းထောင်ခြင်းတို့ကအနာဂတ်ကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာကိုနားလည်စေဖို့စာပိုင်လေးကိုဆက်လက်မျှဝေဖတ်ပြပေးချင်ပါတယ်။ဒီစာပိုင်လေးကမိမိရဲ့တန်ဖိုးကိုပုံမှန်သိမြင်လာစေပြီးပိုကောင်းတဲ့မနက်ဖြန်စီတို့ခြေလှမ်းနိုင်ဖို့ခွန်အားရရှိကြပါစေ။တူတူနားဆင်ပေးကြပါအောင်ရှင်။ရင်းနှီးမြှုပ်နှံမှုတွေထဲမှာမိမိကိုမိမိရင်းနှီးမြှုပ်နှံခြင်းကအကောင်းဆုံးသောရလဒ် return ကိုပြန်ရနိုင်မယ့် investment တစ်မျိုးပါပဲတဲ့။ကိုဟာ learning process ဆိုတဲ့လေ့လာမှုခရီးစဉ်မှာရင်းနှီးမြှုပ်နှံလိုက်လေကိုယ့်အတွက်ပိုပြီးဘဝမှာအကျိုးအမြတ်တွေရလာနိုင်လေပါပဲ။ဘဝမှာပြောင်းလဲမှုတစ်ခုလိုချင်တယ်ပြည့်စုံတဲ့ဘဝတစ်ခုရချင်တယ်လက်ရှိအနေအထားထက်တစ်ဆင့်မြင့်လို့တယ်အောင်မြင်မှုတစ်ခုပိုင်ဆိုင်ခြင်းနဲ့စသဖြင့်လူတိုင်းမှာစိတ်ကူးတွေဆန္ဒတွေရှိကြပါတယ်ဒါပေမဲ့ပြောင်းလဲမှုလုပ်ဖို့နောက်တစ်ဆင့်မြင့်ဖို့အောင်မြင်မှုရဖို့ဘာတွေလုပ်ရမလဲတည်တည်ချာချာမတည်သေးတာလည်းဖြစ်နိုင်သလိုလုပ်ရမယ့်အရာတွေသိနေတာတော့မှစင်ကြေတွေပေးပြီးကိုရေးဆန်နေတာလည်းဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့အရင်ကအတွေးခေါ်တဲ့အရင်ကလုပ်ပုံကိုင်ပုံတွေအတိုင်းဆက်ပြီးတွေးခေါ်လုပ်ကိုင်နေရင်အရင်လိုရလမျိုးပဲရနေဖြစ်နေမှာပါဒီတော့ကိုကဒီထက်ပိုကောင်းတဲ့အပြောင်းလဲယခုနဲ့မတူတဲ့ဘဝ lifestyle ပုံစံမျိုးပြောင်းလဲခြင်းရင်တော့အရင်နဲ့မတူတဲ့အတွေးခေါ်နဲ့အရင်နဲ့မတူတဲ့လုပ်ပုံကိုင်ပုံစွမ်းဆောင်ရည်မျိုးရှိဖို့လိုအပ်လာပါပြီဒါကြောင့်မလိုအပ်တော့တဲ့အတွေးခေါ်နဲ့လုပ်ပုံကိုင်ပုံတွေကိုစွန့်လွတ်ပြီးခေတ်နဲ့အညီအထိတ်ဖြစ်တဲ့တွေးခေါ်ပုံနဲ့လုံနည်းလုံဟန်တွေကိုပြောင်းလဲမှရမှာပါဒီလို update ဖြစ်ဖို့ဆိုရင်စဉ်ဆက်မပြတ်လေ့လာမှုလုပ်ဖို့လိုအပ်လာပါပြီလေ့လာသင်ကြားခြင်းလို့ပြောရင်အသိပညာအသစ်တွေချမ်းကျင်မှုအသစ်တွေအတွေ့အကြုံအသစ်တွေကိုနည်းလမ်းမျိုးစုံကနေရယူခြင်းဖြစ်ပါတယ်စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှုကျောင်းတွေသင်တန်းတွေကနေမိမိတို့အတွက်အကျိုးရှိတာတွေကိုရယူလို့ရသလိုစာအုပ်တွေဖတ်တာ YouTube ကနေလေ့လာတာ podcast တွေနားထောင်တာနည်းလမ်းပေါင်းစုံကနေလေ့လာသင်ယူလို့ရပါတယ်ဒီလိုလေ့လာသင်ယူခြင်းတွေကနေတစ်ဆင့်မိမိတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ပါရမီတဲလံတွေမိမိတို့ရဲ့ကျွမ်းကျင်မှု skill တွေမိမိတို့ရဲ့တမှုထူးခြားတဲ့စွမ်းရည်တွေကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်လိုပါပဲဒီလိုအရာတွေကိုစနစ်တကျကောင်းကောင်းတည်ဆောက်ကအသုံးချနိုင်သွားပြီဆိုရင်တော့ကိုဟာလောကမှာရည်တည်နေနိုင်မှုအတွက်အထောက်အကူအများကြီးရသွားပါလိမ့်မယ်ပြီးတော့ဒီလိုအရေးချင်းစွမ်းရည်တွေကိုဘယ်သူကမှခိုးယူသွားလို့မရတော့ပါဘူးပညာရွှေအိုးလူမခိုးဆိုသလိုပါပဲဒါအပြင်ယနေ့ကမ္ဘာကြီးဟာအမြဲတမ်းဖွံ့ဖြိုးတိုးတက်နေတာနောက်ဆုံးပေါ်ခေတ်ရည်စည်းကြောင်းရွှမ်းနေတာလည်းလျင်မြန်စွာပြောင်းလဲလျက်ရှိပါတယ်ဒါကြောင့်မိမိတို့ဟာလိုက်ရောညီထွေဖြစ်စွာရှင်သန်နေထိုင်မှုကတကြောင်မိမိတို့ရဲ့အသက်မွေးဝမ်းကြောင်းမှု career အပြင် professional ကျွမ်းကျင်မှုနယ်ပယ်မှာပါတိုးတက်နေမှုကတကြောင်တခြားသူတွေကိုရှင်းပြနိုင်ပြီးနောက်ကျကြံရမနေစေဖို့နေ့စဉ်စဉ်ဆက်မပြတ်လေ့လာနေမှုကလိုအပ်ပါတယ်မိမိတို့ရဲ့ကိုက်ညီတဲ့သင်တန်းတွေဖြစ်တဲ့အလုပ်ရုံဆွေးနွေးပွဲတွေပညာရဲ့ရင်းနှီးဖလှယ်ပွဲတွေအွန်လိုင်းသင်တန်းတွေပြင်ပသင်တန်းတွေတက်တာပို့ပြီးတော့တည်ကြတဲ့စနစ်ကြတဲ့ထိရောက်မှုပိုအားကောင်းတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေပါတယ်ဒီလိုသင်တန်းတွေမှာမိမိတို့မသိရှိရသေးတဲ့အသိပညာတွေအတတ်ပညာတွေပြင်ကျွမ်းကျင်မှုတွေကိုပါပိုမိုကျေကျေပြန့်ပြန့်ရရှိလာစေနိုင်ပါတယ်ဒါအပြင်သင်တန်းတွေမှာညွှန်ကြားပြသသူ trainer တွေနဲ့လေ့လာသင်ယူသူတွေဟာအချင်းချင်းအပြန်အလှန်ဆွေးနွေးမှုတွေအကြံဉာဏ်နှီးနှောဖလှယ်မှုတွေကိုလွယ်ကူချုံးဝေစွာဆောင်ရွက်နိုင်တာကြောင့်သင်ကြားမှုသင်ယူမှုဖြစ်စဉ်တွေကိုထိရောက်မှုပိုမိုအားကောင်းစေပါတယ်။တယောက်ချင်းစီရဲ့မတူညီတဲ့ရှုထောင့်များနဲ့ထိုးထွင်းသိမြင်မှုများကိုသင်တန်းချိန်ကာလအတွင်းရရှိနိုင်တာကြောင့်လည်းသင်ယူမှုအတွေ့အကြုံပိုမိုမြင့်တင်ပေးနိုင်စွမ်းရှိစေနိုင်ပါတယ်။မိမိတို့ရည်မှန်းချက်ပန်းနိုင်များကိုဖော်ဆောင်ရမှာမရင်းမရိုင်ကြောက်စာတိုင်းကဲ့သို့မြုပ်နှံပြီးအခက်အခဲများစိန်ခေါ်မှုများကြားမှာစဉ်ဆက်မပြတ်မိမိတို့လှုပ်ရှားရှိသည်များကိုရွေးချယ်လုပ်ကိုင်နိုင်ရမှာပဲဖြစ်ပါတယ်။ဆုံးဖြတ်ချက်တစ်ခုတစ်ချိန်တစ်ခါကနေစဉ်ဆက်မပြတ်ရွေးချယ်မှုအလေးအကျင့်ကောင်းတွေကိုမွေးမြူကမိမိတို့ရဲ့တကိုယ်ရေးဖွံ့ဖြိုးတိုးတက်မှုနောက်ပြန်မဆိုးတမ်းပေါ်ဆောင်နိုင်ရမှာပါကိုပေးထားတဲ့ကိုယ့်ရဲ့ကလေးကိုတည်ဆောက်နိုင်ခြင်းကလောကမှာအတော်လေးခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်ကလေးကိုအပြည့်နဲ့အလုပ်လုပ်တဲ့ခြင်းကမ
မိမိတို့ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုများကိုပါရှားလက်တက်ရောက်မှုအားကောင်းကောင်းနဲ့အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ပင်တပင်ကိုခုတ်ဖို့9မိနစ်တာအချိန်ရခဲ့ပြီဆိုရင်ပထမဆုံး3မိနစ်ကိုလွှာသွေးဖို့အရင်ဆုံးအသုံးပြုမှာပဲလို့အမေရိကန်သမ္မတလင်ကွန်းရဲ့စကားလိုမိမိလုပ်ရမယ့်အလုပ်တွေအတွက်မိမိတို့လိုချင်တဲ့အရာတွေရဖို့အတွက်လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုတည်တည်ချာချာထိထိမိမိလုပ်ရမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးစားဖတ်တာတွေစဉ်ဆက်မပြတ်လေ့လာတာတွေကို investment လုပ်တာတွေကအချိန်တွေငွေတွေကိုဖြုံးတိနေတာမဟုတ်ပဲမိမိတို့အတွက်ရလက်ကောင်းတွေကိုအကောင်းဆုံးဖန်တီးပေးနိုင်မယ့်အရာတွေမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကိုအကြောင်းပြချက်မျိုးစုံပေးနေတာတွေစင်ကြေမျိုးစုံပေးပြီးငင်းဆန်နေတာတွေအပြင်းထူနေတာတွေနောက်မှာခြံထားခဲ့လိုက်ပါအခုချိန်ကစပြီးစဉ်ဆက်မပြတ်လေ့လာတင်ယူကကိုတင့်လျော်တဲ့နေရာမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံကြည့်လိုက်ပါရှင်ဒီနေ့စာပိုင်လေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါရှင်ဒီစာဖတ်ချိန်လေးတွေကိုတူတူကုံဆုံးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီနေ့နားဆင်မိခဲ့တဲ့မိတ်ဆွေအားလုံးကိုယ့်ရဲ့အချိန်ကြိုးစားမှုနဲ့စွမ်းအင်တွေကိုတန်ဖိုးရှိတဲ့အရာတွေအတွက်အသုံးချနိုင်ပါစေနေ့စဉ်နေချင်းတိုးတက်လာပြီးမနေ့ကထက်ပိုကောင်းတဲ့ကိုယ်တိုင်ဖြစ်လာနိုင်ပါစေကိုယုံကြည်မှုတွေတိုးပါလာပြီးရှည်မှန်းချက်တွေအကောင့်ထဲဖော်နိုင်ပါစေဘဝမှာတိုးတက်မှုပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေအမြဲရှင်သန်နေပါစေနောက်ထပ်အတွေ့အကြုံတွေအရရှိမဲ့စာပိုင်လေးတွေကိုဆက်လက်မျှဝေဖတ်ပြပေးမှာဖြစ်လို့ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုတော့မနက်ခင်းတိုင်းကိုလှုပ်ရှားရှိတဲ့အရာတွေနဲ့ပျော်ရွှင်စွာနိုးထနိုင်ကြပါစေအေးချမ်းတဲ့နေ့လေးပိုင်ဆိုင်ကြပါစေရှင်